ငါ့အိမ်မှာတောင်းသားဆိုင်ဘုတ်ကလွယ်ပြီးသူများဘာမှမရှိမှတ်တာဘယ်တော့မှမတင်ရဘူးဆိုင်ဘုတ်ဒီကြားထဲဟိုတပည့်တယောက်ကရှိတဲ့ပညာကွန်တက်တဲ့ဆိုင်ဘုတ်တင်မလို့ဆွေကျော်အိဆာတွေကမိတ်ဆွေကအဖဆရာကြီးဦးမြခင်ကဘာလို့လဲငါတန်ချရတယ်သွားအောင်စားတော့ဟမ်မလာဘူးတော့မလုံးနဲ့ဘာလို့လဲအဲ့ဒီလိုတို့ပြီးဆေးတော်ရဲ့အကြောင်းကိုပြတော့ဒီဆရာကြီးကိုပညာအပ်ပြီးတော့လွှတ်လိုက်တာစက်တသေးกว่าမင်းလူဝဲဖို့မင်းလူထားတဲ့ဘိုးတော်ယူဓာတ်ပုံစက်ကူနဲ့ပါဖယောင်းမိုင်းကစက်ကူဆဲလိတ်ယူတာရောဆေးတော်ကတော့ဂုဆက်ငါသိရင်မင်းလာနဲ့ကြလိုက်အဖေစဉ်းစားတယ်ဘာကြောင့်ဒီလိုပြောပါလိမ့်မလဲအဲ့ဒီကနေပြီးတော့1ရက်2ရက်3ရက်4ရက်3ရက်လောက်ကြာပါအခုကအဖေကြီးဘိုးတော်ပွင့်ငါတို့3ရက်ကိုလာပြီးတော့ဟဲ့ကောင်မင်းပညာကိုကိုလိုကရမလို့နဲ့လို့ပြောတဲ့အချိန်မှာမင်းတို့ကလာခေါ်มาပုတ်ပါဆိုတဲ့နောက်နေ့အဖေဟာတို့အိမ်နေတဲ့နေရာခေါင်းရံနေတခွန်းနဲ့ခေါ်သွားအဖေကခွင့်ပြုပါကျွန်တော်စကားပြောရင်ရုပ်မြင်ပန်ကြားပြောတယ်လို့အပြည့်လည်းကြောက်မင်းတို့တွေတိကြတယ်ပြောတယ်ပြောမယ်နားတော့ကောင်းရလေလူ40လောက်အဲ့နေတာအကုန်ကြားတယ်မှတ်တာဟော7နာရီ45မိနစ်လောက်ခေါ်သွားတယ်အဲ့တော့ဖိုးဟာလို့တခေါက်နဲ့ခေါ်လိုက်တယ်အဲ့ဒီလိုခေါ်လိုက်တဲ့အချိန်ကမှအပေကဘေးမှာအမြဲရှိတယ်အပေနားမှာငါပဲရှိတယ်ဘယ်မှမရှိဘူးအဲ့ဒီလိုခေါ်လိုက်တဲ့အပန်းအပေကြားလာတဲ့ချက်တွေမျက်စိစိုက်ပြီးတော့မျက်တောင်မကပဲနေသွားတာကိုယ်ထဲမှာအယိုးကြီးနဲ့ကြတဲ့ချိန်ခါမှာအရှင်ဖြစ်နေတဲ့မျက်စိကအဲ့ဒီရှင်ကသွားဖြစ်တယ်မှန်လားကိုင်း3ရက်လောက်လည်းအကြာအဖေထုတ်လက်ကြဆိုမြင်မှုပဲလက်ကြထွက်ရမှာဆိုရင်ငါကြိုင်ကြိုက်တာတခါနည်းနည်းတော့ဝင်ရိုက်တယ်အယိုးအဖေမထွက်နိုင်အောင်ဆိုပြီးခြေလုံးလေးငါချက်ထားတယ်အယိုးခြေလုံးတင်ဖိနေကြဘူးတော့ဘာမှမလုပ်အဲ့ဒီမှာအဖေတတိယလာကွယ်နဲ့ည7နာရီ15မိနစ်အဖေတို့နော်တောင်းကြီးပြိုလာသလိုမချိမကမင်းတို့ဒါလည်းကပြောတယ်တော့အဲ့တော့ငါမပြောရဘူးလို့အဲ့လိုပြောပြီးတော့တို့မောင်စမန်တွေကိုခိုးရတဲ့အောင်လို့ကဒီတော့မကောင်းပါဘူးမင်းတို့မခံစားလို့မတာအဲ့ဒီအတစရကျိုးလာပြီးမဖြစ်မနေဒီလူကြီးကိုငါသေးမလာနဲ့လို့ခိုင်းလိုက်တဲ့အချိန်ကမှအဖေတော့ပြန်ရောက်နေတယ်ကွာအဲ့ဒီပြန်ရောက်တဲ့သဘောတွေကိုသူနဲ့ဆက်တဲ့လူတွေကိုလိုက်ကြည့်လိုက်တော့မင်းတို့ဒီကိုရောက်နေတဲ့ဆေးတော်တွေဒုက္ခရောက်တော့မှဆိုတာငါမြင်ရတယ်မထား